Mobile Legends ရဲ့ New Hero အသစ် Luffy မဟုတ်သေးတဲ့ Sora ရဲ့ Cinematic ထွေလာကောင်းညို့ချက် show မယ် Let's go တင်းဆောင်လေးနဲ့စထားတာတော့ကျွန်တော်ဘောတော်လေးကြာမိရတာလေးငါတို့ရပောင်းများစွာရှာဖွေလာခဲ့ရတာဆိုရာ Shifting Cloud ကရှေ့တက်မှာပဲကြည့်လိုက်ညီတဲ့အတိုင်းပဲသူတို့တွေကဆိုရာရဲ့သူ့ရဲ့တငယ်ချင်း2ယောက်ရဲ့ပေါ့နော်သူတို့ရှာနေတာ Shifting Cloud ဆိုတာဘာဆိုလားမသိကျွန်တော်ကြားတော့ကြားလိုက်ရသူ့ရဲ့တငယ်ချင်းတွေကိုကာကွယ်ပေးတဲ့စိတ်ထားမျိုးကိုပိုင်ဆိုင်ထားတယ်ပေါ့နော်သူရဲ့ကောင်းတယောက်ရဲ့စိတ်သက် Okay Okay နောက်ဆုံးတော့သူရှာတွေ့တိုင်းနေတယ်ဟာအော်what ဘာကြီးတော့အဲ့ဒါတိတ်တိုင်းမဟုတ်ဘူးပဲမုံနိုင်အိုးရောသွားပြီပေါ့အေးအောင်ပြေးလေရောမပြေးဘဲနဲ့ဘာလုပ်တော့ what တဲ့မိုးချင်းတန်ကျွန်တော်မိုးချင်းတန်ကိုကြားနေရပြီโอ้ยအဲ့မှာပဲကျွန်တော်သိနေတယ်โอ้ยချက်ချင်းကြီးဘလို့ပြောင်းမှာ what တဲ့နားမလဲတော့ကြည့်တော့ကြည့်နေပြီနားမလဲဘူးဖြစ်နေအော်ဒီထဲမှာပဲ哎呀โอเคသူတို့ရှာနေဥစ္စာလို့တော့ထင်တာပဲโอเคโอ้ကျွန်တော်တိမ်တိုက်တွေကိုယုံကြည်တယ်ကျွန်တော်တိမ်တိုက်တက်မဲ့လီကာဖြစ်သွားတာ Oh my god Okay โอ้အဲ့မှာဒီတော့ဆိုရာကအစွမ်းမရှိဘူးအဲ့တော့မှဒီ shifting cloud ဆိုတာလေးကိုသူရှာရင်းနဲ့ရှာတွေ့သွားတဲ့အချိန်မှာသူအစွမ်းကြီးရသွားတယ်အဲ့လိုပုံစံမျိုးပေါ့ကျွန်တော်နားလေးတာပြောပြရအောင်โอเคโอ้ยโอ้ยโอ้ยအဲ့ရောကလူဖီရဲ့ဂီယာပုံမွေးနဲ့တူတလားလို့တော့နေပုံစံနော်တူပါပဲတူရမဟုတ်ပါ你呢？不嘛，这道路 shifting loud。哎呀！收了。ကျွန်တော် cinematic trailer တွေကတော်တော်လေးမိုက်လာတယ်ဗျာအခုဆိုရင်တချင်းနေအားစတော်တော်လေး fine လာတာကျွန်တော်သဘောကျမိတယ်မြင်တဲ့အတိုင်းပဲကျွန်တော်တို့12လပိုင်း16ရက်နေ့မှာဒီ new hero အသစ်ဆိုတာကရောက်ရှိလာမှာပဲဖြစ်ပါတယ်ကဲဆိုတော့ဒီနေ့ video လေးကဒီနေ့တော့ဒီလောက်ပါပဲအဆုံးထိကြည့်ပြကြတဲ့ယောက်ချင်းဆောင်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကြောင့်မို့ new hero အသစ်ထွက်လာမယ်16ရက်နေ့ကျရင် new hero guide လေးနဲ့အတူတူပြန်ပြီးတော့တွေးကြမယ်ကောင်းညို့ okay လား